အားလုံးပဲမင်္ဂလာပါကျွန်တော်ခုနှစ်သင်ခန်းစာကဒီ drum roll sunny day အကြောင်းပြောပြပါဆိုလို့เนาะ drum roll ကရှင်းနည်းရှိပါတယ် pattern ရှင်းနည်းရှိပါတယ်အခု drum roll pattern 1အကြောင်းကျွန်တော်စတင်ပြီးတော့ဒီမျှဝေပေးပါမယ် channel လေးကိုလည်း like subscribe လုပ်ပေးထားခဲ့ပါเนาะဟိုကျွန်တော်တို့ဒီမှာဒီညီကိုယူလိုက်တာဒီအချက်အရင်ဆုံးကျွန်တော်တရားလောက်ပဲထားမယ်တန်ဖို့ဟုတ်ပြီ drum roll ဆွဲမှာဆိုတော့ drum နဲ့ပတ်သက်တာလေးယူမယ်နော် drum roll မှာဆိုကျွန်တော်ဘယ်ကောင်လဲဆိုရင်ဒီမှာဒီ B8 အဆက်1အဆက်1 2ဆက်2ဒီ1 1 2 2 G ဆိုတာကျွန်တော်ပြောမယ်ဆိုရင်ဒီတင်ရသားအဖြစ်မှတ်ယူတာပါ1 2 1 1ကလည်းတုံပါပဲ2ကလည်းတုံပါပဲ3ကလည်းတုံပါပဲအမှတုံ1တုံ2တုံ3ပဲခွဲသွားတာပေါ့နော်ဟုတ်ပြီအဲ့ဒီ pattern လေးအတိုင်းချကြည့်လိုက်မယ်နော်ဒါ roll ဆွဲနေပါဟုတ်ပြီအရင်ဆုံးကျွန်တော်ဘာကိုချပြီးချမယ်ပြီးနော်ပြီးဆိုတော့ kit ပေါ့နော် kit ဆိုတော့လူကြီးမင်းတို့အဆင်ပြေတဲ့ kit ကိုယူလိုက်ပေါ့နော်ဒီ kit ကိုယူလိုက်ပြီ kit ပြီး snare လာမယ်အဲ့ဆို snare ကိုအဆင်ပြေမဲ့ snare လေးကိုယူလိုက်ပါဒါတော့ကျွန်တော်မှပြောပါမယ်နော်ဒီ level ချိန်ကြီးတွေလည်းကျွန်တော်မှပြောပါမယ်တုံး1နော်တုံး1ဆိုတော့တုံသွားပါမယ်တုံး1လိုက်ပြီတုံး2လာမယ်တုံး3လာနော်အတိုင်းချကြည့်မယ်ကျွန်တော်ကြည့်ပတ်တန်မှာဆိုရင်ဒီတပီးမှာဆိုရင်နှစ်ချက်ချရတဲ့ကြောင့်ဒီလိုချပေးရပါမယ်နော်နှစ်ချက်လေးချက်ကြတော့ဒီဒုတိယပီးမှာလေးလုံးချပေးရမယ်နော်8လာမယ်နော်အဆက်လာမယ်8ဒီအဆက်နေရာလေးကိုပြန်ဖြောက်ပေးလိုက်ပါအဆက်ကမတိရဘူးနော်အဆက်ကမတိရဘူး1တုံး1အဆက်1အဆက်ကလေးကိုဖြောက်ပေးမယ်2ဒါ2နော်2အဆက်2ဆက်ကလေးဖြုတ်ပြလိုက်မယ်နော်ပြန်ပြောပါမယ်ပြီးဆိုတော့တပီးမှာနှစ်ချက်ချပေးရမယ်နော်တလုံးလေးချပေးပါမယ်အဲ့ဆက်ဆက်ကလေးဖြောက်ပြီးအဆက်ဆိုတာမတီးရအောင်နော်1ဆက်1 1 4ခွက်ရှိတယ်2ဆက်3ပြေးကြည့်မယ်အဲ့ဒါကိုကျွန်တော်ဒီကျွန်တော်ပတ်တန်လေးနဲ့တစ်ခုနော်စမ်းသက်လှုပ်ကလိကြည့်မယ်ပေါ့ဗျာကျွန်တော် drum roll ကပြောချင်တာက drum roll ကိုကျွန်တော်အဓိကထားပြီးပြောချင်တယ်နော် drum roll ဘယ်လိုဆွဲလဲဆိုတော့မင်းနေရလို့နော်ဟုတ်အဲ့ဒါလေးစာကြည့်အဲ့လိုလေးဆွဲပေးရမှာเนาะဒါတဲ့ pattern 1ပေါ့เนาะဒီ pattern 1ကဟိုနောက်ကရှာရှင်းပြီးတော့ share လေးဆို share တန်လေးထည့်မှဆိုရင်လည်းရပါတယ်